ပိုင်းနဲ့စပြီးစားပြလို့တော့ပြီးတော့ပါနော်အဲ့ကြောင့်ဒါပြီးတော့မှာပဲလားလို့လာအပိုင်းနေလေးပါရန်ကောင်းနေကွယ်တမျိုးတစ်ထုပ်ပဲစားရတယ်လည်းပြန်လဲတစ်ထုပ်ဝယ်ခဲ့မယ်ရန်ကိုကောင်းတယ်အားကပြောချောင်းနေပါနော်ဟုတ်တာပဲဒီမှာစနေပါမကြောက်ရုပ်သေးလေးတော့လာပါစားတော့လေအငြို့ဒီဘက်တစ်ဖက်ပါလာရုပ်ဒီဘက်အတောင်ကလေးဟာလူဒါဘာလဲမသိဘူးလို့ဟာလူပတ်စံတော့မသိဘူးလို့တို့အချောင်းကြီးတော့လို့ကြောက်ဖောက်လိုက်ရောဖောက်လိုက်ရောပြီးတော့ဒီလိုမျိုးဖြဲပြီးတော့ကြည့်လိုက်တာအဲ့လိုမျိုးဖြဲပြီးတော့ကြည့်လိုက်တော့ဟာမြုပ်သီးပဲအဲ့ဒါကြောင့်မလို့တလားမြုပ်သီးပဲလို့အရခွေးရတယ်ကြောက်ကြနေကြောက်စပင်းလေးခါပြပါဘလို့ခါပြမိုင်ယူတယ်ဘာလုံးနေခိုင်နော်ဒါရပါဆိုရန်ကောက်ဒါပါတယ်လို့တော့ပြောရှင်းလက်ကြီးပဲရောက်တော့ပြီးတော့လက်ကြီးရဲ့ရှင်းလာပါမလို့ဤပါစားကြလက်ကြီးပါရန်ကောင်းနေကွယ်你乱摘不乱拧啊？拜拜。拜拜。